အားလုံးပဲမင်္ဂလာပါနှစ်သက်မှာချက်အောင်တင်လေးတွေလဲချင်တယ်ဆိုသူတွေအတွက်ပေါ့နော်ဒီဒိတ်သေးချက်အောင်စုပ်ကနေချုပ်လုပ်တဲ့ချက်အောင်လေးတွေကိုမိတ်ဆက်ပေးပြရစီဒါလေးတွေကရေချိုစာလေးတွေပါရှင်သူကတစ်ထည့်လုံးကိုအတွန်းပတ်ချတယ်ဒီလိုမျိုးအတွန်းပတ်ချလဲပါပါမယ်ဒါလေးကနှစ်မိုးဆိုင်ပါနှစ်မိုးဆိုင်ကိုအတွန်းမောင်းကသူက60လောက်ပါပါမယ်ရှင်ရေချိုစာဒီသူကအယောင်ဒီ6လောက်လာပါတယ်အခုလက်တော်ထောင်ထားတာလေးကအပြန်ရောင်လေးပါလက်တော်ထောင်ထားတာလေးကအပြန်ရောင်လေးပါအပြန်ရောင်လေးပြီးတော့ဒါလေးကအစိမ်းရောင်လေးပါရှင်အစိမ်းရောင်လေးပါဒါလေးကအစိမ်းရောင်လေးပါဒါလေးကကျတော့အနီရောင်လေးပါရှင်ဒါလေးကကျတော့အနီရောင်လေးပါရှင်အရက်မြင့်နေထားတော့လူတရက်မြင့်နေเนาะအရက်မြင့်နေထားတော့လူတရက်မြင့်နေဒါလေးကတော့အနီရောင်လေးပါရှင်ဒါလေးကတော့ပန်းရောင်လေးပါဒါလေးကပန်းရောင်လေးပါရှင်ပန်းရောင်လေးကလည်းလှပါတယ်ချင်တော်ရဲ့အမြင့်နေကတော့လူတရက်ကျော်မြင့်ပါတယ်ရှင်အတွန်းမောင်းတီသူတီနှစ်မိုးဆိုင်ကိုအတွန်းက60လောက်ပါပါတယ်အတွန်း60ပါပါတယ်ဒါလေးကဗေဒာရောင်လေးပါရှင်ဒါလေးကဗေဒာရောင်လေးပါဗေဒာရောင်လေးပါဒါလေးကတော့တခွားရောင်လေးပါရှင်ဒါလေးကတခွားရောင်လေးပါအရောင်အားလုံးစုစုပေါင်း6ရောင်လာပါတယ်ရှင်နှစ်မိုးဆိုင်ဆိုရင်သူကနှစ်မိုးဆိုင်ဆိုရင်ပေါ့နော်အကျယ်က9ပေ8လက်မှရှိတယ်အမြင့်ကခြေစင်းက6ပေခွဲအမြင့်က6ပေကျော်ပါတယ်သူဒီနှစ်မိုးဆိုင်ဒီ9000ရှိပါတယ်ရှင်စိုက်တွေကတော့လေကိုလိုချင်တဲ့စိုက်တိုင်းကိုမှာလို့ရတယ်ဒီမှာချုပ်ထားတဲ့စိုက်တွေကတော့9စိုက်6စိုက်လောက်ရှိတယ်တမိုးခွဲစိုက်ပြီး4300မှာနှစ်မိုးစိုက်ပြီး9000မှာနှစ်မိုးခွဲစိုက်က9500ပေါ့နော်သုံးမိုးစိုက်ကတော့6000ပါရှင်သုံးမိုးခွဲစိုက်ကတော့9000ပါကိုလိုချင်တဲ့စိုက်တိုင်းကိုပြောပြီးတော့မှာလို့ရပါတယ်ရှင်နယ်မြို့တွေဆိုရင်တော့အိမ်ရောက်ငွေချေနဲ့ရောင်းပေးပါတယ်နယ်မြို့တွေဆိုရင်တော့အိမ်ရောက်ငွေချေရပါတယ်ရှင်ဖုန်းနံပါတ်လေးကတော့3998864886နဲ့ဖုန်းကိုဗိုင်ဘာနဲ့ဟိုင်းလိုပဲဖြစ်ဖြစ်ဖုန်းဆက်လိုပဲဖြစ်ဖြစ်မှာပြီးဝယ်ယူနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်